ဘီလီယံနာအမျိုးသမီးဟာထိုအမျိုးသားရဲ့နာမကျန်းမှုနဲ့ဒဏ်ရာတွေတက်တာပြောက်ကင်းဖို့ဆုတောင်းပေးခဲ့ပါတယ်။သူမရဲ့စိတ်ရင်းမှန်မှုကဖျားသခင်ကိုလှုပ်ခတ်သွားစေခဲ့တာဖြစ်နိုင်ပါတယ်။တပတ်ကြာတတိမိမျောနေခဲ့တဲ့အမျိုးသားဟာမျက်လုံးတွေကိုဖြည်းညှင်းစွာဖွင့်ကြည့်လာခဲ့ပါတယ်။အမျိုးသမီးကိုမြင်လိုက်ရတဲ့ခဏမှာပဲသူ့မျက်ဝန်းတွေနီညမ်းလာခဲ့တယ်။သူကသူမကိုမသိတယ်လို့ဟန်ဆောင်ပြီးသူမကိုဘယ်သူလဲလို့မေးမြန်းခဲ့ပါတယ်။အမျိုးသမီးကဘယ်လိုပြန်ဖြေရမှန်းမသိခဲ့ပါဘူး။အတော်ကြာမှအမျိုးသမီးကမျက်ရည်ဝဲရင်းနဲ့သူမဟာအရင်ကအမျိုးသားရဲ့အိမ်နီးချင်းဖြစ်ခဲ့ကြောင်းနဲ့အတိတ်ကအမျိုးသားကိုလိုက်ရှာနေခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အမျိုးသားဟာဒါကိုကြားချင်းမှာပဲချက်ချင်းကိုချလိုက်မိပေမဲ့သူဟာအမျိုးသမီးကိုမသိပါဘူးလို့ပဲစွန့်ညင်းနေခဲ့ပါတယ်။တကယ်တော့အမျိုးသမီးဆင်းရဲနေတဲ့အချိန်မှာအမျိုးသားကသူမကိုတိတ်တဆိတ်ထောက်ပံ့ပေးခဲ့တာပါ။အမျိုးသားဟာသူမရဲ့အကြောင်းလာကတွေကိုပေးယုံတာမကသူမနိုင်ငံခြားသို့ပညာတော်သင်မသွားခင်အထိနေ့စဉ်ဘဝကိုပါဂရုစိုက်ပေးခဲ့တာဖြစ်ပါတယ်။9နှစ်ကြာပြီးနောက်သူမနိုင်ငံပြန်ရောက်တဲ့အခါပညာရေးမှာအောင်မြင်ယုံတာမကဘီလီယံနာတူလည်းဖြစ်နေခဲ့ပါပြီ။သူမဟာဒီသတင်းကောင်းကိုပြောပြဖို့အမျိုးသားကိုချက်ချင်းလိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့အမျိုးသားရဲ့အိမ်ဟာလူမနေတာကြပြီဆိုတာကိုသူမတွေ့ရှိခဲ့ရတယ်။နောက်ဆုံးမှာတော့အမျိုးသားရဲ့တဲလွန်စကိုရှာဖွေဖို့အတွက်စုံတောက်တအူးကိုအမေရိကန်ဒေါ်လာ10 သန်းတောင်အကုန်ကျခံပြီးငှားရမ်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားဟာသူ့ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေကိုဖြတ်သန်းနေရတာပါ။သူတည်ထောင်ခဲ့တဲ့ကုမ္ပဏီဟာသူ့ရဲ့ရှယ်ယာရှင်ကပြိုင်ဘက်ထံရောင်းစားခြင်းခံခဲ့ရပါတယ်။သူဟာရှယ်ယာရှင်ကိုတွားရောက်ရင်ဆိုင်ခဲ့ပေမဲ့အဆက်ခွဲခြင်းကိုသာခံခဲ့ရပါတယ်။အကူညီမဲ့နေတဲ့သူဟာပြန်အထွက်မှာအမျိုးသမီးနဲ့တိုက်မိခဲ့ပါတယ်။အမျိုးသမီးကအမျိုးသားကိုမြင်ဘူးတယ်လို့ရှိပေမဲ့မမှတ်မိခဲ့ပါဘူး။ဒါပေမဲ့အမျိုးသားကတော့သူမကိုတစ်ချက်ကြည့်ုံနဲ့မှတ်မိခဲ့ပါတယ်။ဒါတော့မှသူဟာဘသူဘဝဖြစ်ကြောင်းမဖော်ပြခဲ့ပဲတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတယ်။သူစီးရုံကိုတက်ရောက်တဲသွားခဲ့ပါတယ်။စီးရုံကရင်ပေါ်မှာလေးလျောင်းနေတဲ့သူ့ရဲ့ပြင်းထန်စွာနာမကျန်းဖြစ်နေတဲ့မိခင်အတွက်ကုသစရိတ်အများပြားလိုအပ်နေပါတယ်။ရှုံးနိမ့်သွားတဲ့စီးပွားရေးနဲ့ဘဝရဲ့ဒဏ်နှစ်ရက်ဟာသူ့ဘောအကြီးကျယ်ဖိစီးနေခဲ့ပါတယ်။အမျိုးသမီးပေါ်ဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်တာကြောင့်သူဟာသူ့ရဲ့အထောက်ထားကိုလုံးဝမထုတ်ဖော်ဝန်ခဲ့ပါဘူး။အတိတ်တုန်းကသူတို့ဟာတယောက်ကိုတယောက်အလုံးယုံကြည်ခဲ့ကြပြီးတစ်သက်လုံးချစ်ကြဖို့ကတိပြုခဲ့ကြပြီမဲ့ပေါ့။သူ့မှာတခုခုစိတ်ပူနေတာကိုမိခင်ဖြစ်သူကတတိထားမိခဲ့ပါတယ်။သူမကသူ့ကိုအရာရာကိုရင်ထဲမှာပဲတိမ်မထားဖို့အကြံပေးခဲ့ပါတယ်။ပြီးတော့ယောဂကုသဖို့ကအရန်ဒုက္ခများနေရင်ကုသမှုကိုလက်လျှော့လိုက်မယ်လို့ပြောခဲ့ပါတယ်။အမျိုးသားကဒုက္ခမများကြောင်းနဲ့ပတ်စံအများကြီးမကုန်ကြောင်းချက်ချင်းပြန်ပြောခဲ့ပါတယ်။အမျိုးသားကမိခင်နဲ့စကားပြောနေတော့မှပဲအမျိုးသမီးကစုံဒုက္ခတဆင့်အမျိုးသားရဲ့လိပ်စာကိုရှာတွေ့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမဟာခုနတွေ့ခဲ့တဲ့အမျိုးသားဟာသူဖြစ်နေမှမသိသေးပါဘူး။အမျိုးသမီးဟာတကားဝမှာရပ်ပြီးအမျိုးသားရဲ့နာမည်ကိုထပ်ခါတလဲလဲခေါ်နေခဲ့ပေမဲ့ဆေးရုံမှာရောက်နေတဲ့အမျိုးသားကတော့ပြန်မထူးနိုင်ခဲ့ပါဘူး။တိုက်ဆိုင်ပဲအမျိုးသားရဲ့အိမ်ရှင်ကအကျွေးတောင်းဖို့ရောက်လာပြီးအမျိုးသားရဲ့အခြေအနေမှန်ကိုဖွင့်ပြောလိုက်ပါတယ်။အမျိုးသမီးကအမျိုးသားရဲ့ဖုန်းကိုဆက်လိုက်တဲ့အခါအမျိုးသားဟာသူမအားလုံးကိုသိသွားပြီဆိုတာနားလည်သွားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူဟာဖုန်းကိုချက်ချင်းပဲပြန်ချလိုက်ပါတော့တယ်။အမျိုးသားဟာအမျိုးသမီးမှာသူ့ကိုကူညီနိုင်တဲ့စွမ်းအားရှိတယ်ဆိုတာကိုသိမြင်လာမှာလား။ပြီးတော့အမျိုးသားဟာသူ့ရဲ့နားမလည်နိုင်တဲ့မာနတွေကိုစွန့်လွတ်ပြီးအမျိုးသမီးကိုအတိအမှတ်ပြုမှာလား။အခုလိုအဆင့်အတန်းကွာဟချက်အကြီးကြီးဖြစ်သွားခဲ့တဲ့သူကိုနှစ်ဦးဟာတကြော့ပြန်ချစ်နိုင်ကြပါဦးမလား